ဘေးကလာချင်နေတဲ့ဖမ်းမွေးလေးများကြွေကြဒီမြေတွေထဲမှာစောစုံရောက်ရှိခဲ့နေအောင်ကြီးများအခန်းလေးရဲ့ရှိမှာတိတ်ဆိတ်တဲ့ဒီတွေဥဟာဝေဆုံးကတည်ယူလာတဲ့အိမ်မက်ဟောင်း